Hello အားလုံးပဲမင်္ဂလာပါဖိုးဖိုးမချင်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ပေါ်တူဂီနဲ့စပိန်တို့ရှင်ပြိုင်ကစားမဲ့ Nation League ဘောလုံးပွဲအတွက်ကျွန်တော်တို့ watch လောင်းစီစဉ်ဖြစ်ပါတယ်စပိန်မဲလာပပပဲခင်ဗျာရလာသေးတယ်စပိန်မဲတစ်ချောက်ရလာသေးတယ်စပိန်မဲထိုးပြီးထားသေးတယ်ရမဲပဲအမီရမဲပဲမပြီးတာဗျာမီကိုသွားပြီခင်ဗျာစပိန်ဇူပမင်တီဦးဆောင်ကိုရသွားပါပြီငါတို့ကွာအဲ့ဒါအိုက်ကိုကတော့မင်းနောက်တန်းနေညံ့တာအဲ့ဒီကိုကတော့နောက်တန်းနေညံ့တာကဲစပိန်ကတော့ဦးဆောင်ကိုရသွားပါပြီစပိန်ကတော့ကျွန်တော်လက်ရှိမှာရေပန်းစားနေသလိုပဲကိုဆွဲဖို့အတွက်အကောင်းဆုံးပုံစံနဲ့ကစားပြီးတော့ဦးဆောင်ကိုရယူသွားပြီနော်ရမဲကျွန်တော်တို့အသားလေးမတင်ပေးတဲ့ချိန်ကြီးကနေချုပ်ချက်တွေခက်နေတာပဲကောင်းတော့ပါမလို့လားဟိုကောင်တွေဖြတ်มาလို့ဒီကောင်တွေဖြတ်มาလို့နဲ့ဇူပမင်တီပိတ်သွားတာ1 စီးပါစပိန်1 စီးပါဇူပမင်တီ9ပွဲ2ဂိုးတယ်နော်ခဏလေးပြန်ပြသမောင်ရမဲအသားလေးမပေးလိုက်တော့ဘလို့ဖြစ်သွားတာနီးပြလူးစ်ဒီလာဖွန်ဒေရဲ့အတင်းကတော့စပိန်ကပိုးကိုကောင်းနေတာပါဒီပွဲပါမင်းနော်အမေအိုယာစပိန်နဲ့ငါတို့မှမင်းဇူပမင်တီလောက်သွားတော့ကောင်းတာဇူပမင်တီပြေးတာဆိုတော့ရမဲကိုသူထိုးပေးပြီးတော့သူတစ်ခါတန်းပြေးသွားတာရမဲအသားလေးမပေးလိုက်တယ်ဂိုးသမားနဲ့ဟိုကောင်တွေကဘာနောက်တန်းနေနေရဘာတွေလောက်ကြမှမသိဘူးဂျောင်နီးဘက်စ်လားဂျောင်နီးဘက်စ်လားနော်ရူဘင်ဒီယက်စ်ကတော့မရရအောင်ဖြတ်တာပဲနော်ရူဘင်ဒီယက်စ်ကတော့မရရအောင်ဖြတ်တာပဲရူဘင်ဒီယက်စ်ကတော့မရရအောင်ဖြတ်တာပဲအဲ့ဒါ DS အပြစ်တော့မဟုတ်တော့ဘူးကျန်တဲ့ကောင်တွေနော်ကျန်တဲ့ကောင်တွေရှုပ်ချက်ခက်နေတာတို့ပဲနောက်ကိုပြန်ပြီးတော့ပေးထားသေးတယ်ပေါ်တူဂီလောက်စရာအများကြီးမရှိဘူးဖြစ်နေတယ်ခင်ဗျာပက်ထရိုနေတိုပဲအလဲမှာရှိနေသေးတယ်နူနိုမန်ဒက်စ်ကန်အိုးနူနိုမန်ဒက်စ်ကောင်းလိုက်တဲ့ကိုဟေးငါတို့ဖြောင်းကလေးနေတာပဲငါတို့တောင်ထဲကိုကျင်းကလေးနေတာပဲနူနိုမန်ဒက်စ်ကန်ချက်ကကောင်းတာကွာမင်းနော်ငါဖြတ်တင်ပေါ်ပြီးမင်းအောင်းမိနေတာမင်းကန်သွားတာဖြောင်းကလေးနေတာပဲဂိုးသမားကိုရက်ကြည့်နေရတာမင်းကန်ချက်ကဖောင်းကလေးနေတာပဲပွဲကတော့1-1ဖြစ်သွားပြီပွဲကပို့ပြီးတော့ကြည်ကောင်းလာပြီဆရာသမားကြီးနော်ပွဲကပို့ပြီးတော့ဟုတ်နေပြီ1-1ဖြစ်သွားပါပြီဟိုဘာဒီသွားတောင်းနေရမလူကျွန်းဘောတောင်းတာလားမသိဘူးသီလားခရစ္စတီယာနိုရိုနယ်ဒိုလူကျွန်းနေရလားမသိဘူးနော်ရိုနယ်ဒိုလူကျွန်းနေရလားမကြုံပါဘူးနော်ဒိန်းဟောက်ဆန်ရဲ့6ထောင်နဲ့ညှိနေတယ်မလားပြန်တော့ကြောင်းမရှိပါဘူးရမယ်မပေးထားသေးတယ်ကွက်တီပဲဟေးအိုးနီကိုဝီလီယမ်စ်လူကမကြုံဘူးဟေးလူကမကြုံဘူးအမလေးတောင်းကံပေါ်လာဂိုးလုံးပေါ်လာမသိဘူးကြာလာပဲမိကမဘက်ထရီပဲအော်ဂိုးပြန်ပြီဟေးစပိန်ဦးဆောင်ကိုရသွားပြန်ခင်ဗျာစပိန်မဲ့အိုယာစပိန်ဦးဆောင်ကိုရသွားခင်ဗျာစပိန်ဂိုးသွားပါပြီလက်ရှိမှာတော့ဘာနာရိုစီဘာတော့လုံးဝတိုင်လူကြီးကိုကျွန်တော်တို့ဝါလို့ဖို့ကျိုးပန်းနေပြီမဲ့စပိန်ကတော့ကျွန်တော်တို့သာဦးဆောင်ကိုရသွားပါပြီစပိန်ဦးဆောင်ကိုရသွားပါပြီအိုယာစပိန်ခုနကပြောနေတဲ့ကောင်အိုယာစပိန်စပယ်တဲ့လေးယုံတို့ကတော့တွင်းသွားပြီ2-1မှာအင်ဂနာစီဝဲရှေ့ကနေယူလိုက်တယ်ဘောလုံးနဲ့သူ့ရဲ့နောက်ရောက်သွားအောင်အကယ်လို့မင်းဟွာဖြစ်ရင်ဖောင်းရင်အဲ့ဒါပင်နေဒီပဲလေဆိုတော့မင်းဦးရစပယ်တို့ကနတ်တယ်ငါလုံးပါပဲနော်ခန်းစစ်စစ်ထည့်လိုက်တာအောင်မန်ကိုပြီးထားရေးမြပေါ်တူဂီပဲရလာပြီခင်ဗျာဘရူနိုဖာနန်ဒက်စ်ပဲကိုဘီခင်ဗျာဘရူနိုဖာနန်ဒက်စ်လူကျွန်းနေတယ်ထင်တယ်ခုနကယူတဲ့ကောင်အိုးလူကျွန်းနေတယ်အလူကြီးရဲ့နော်လူကျွန်းနေတယ်နော်လူကျွန်းနေတယ်ဟောမှာပဲဗီဒီယိုအများကြီးမရှိတော့စပိန်ကတော့ပိတ်ချထားပလိုက်ပြီအကုန်လုံးနေတိုကိုထုတ်တင်နေပါပြီဗျာတဲ့နီးပြတော့နေတိုနဲ့ဘာနာရိုစီဘာထုတ်ပါမလားနေတိုကိုထုတ်ရင်တောင်းပါမနော်နေတိုထုတ်ရင်တောင်မှကျွန်တော်တို့ဒါဘာဖြစ်မှာမဟုတ်ဘူးเนาะနူနိုမန်ဒက်ဆွဲလာပြီနူနိုမန်ဒက်ထိုးပေးထားသေးတယ်ကောင်းတိုက်ပြီခရစ္စတီယာနို2-2ပါခရစ္စတီယာနို2-2ဖြစ်သွားပါပြီခရစ္စတီယာနိုပေါ်တူဂီကလိုအပ်တယ်ဆိုတဲ့အချိန်တိုင်းမှာခရစ္စတီယာနိုရိုနယ်ဒိုကတော့အသက်30ကိုအသက်40ဒီအားကိုးနေရတော့မယ်ခင်ဗျာအသက်30ကိုအသက်40ဒီအားကိုးနေရတော့မယ်မင်းကြည့်ပါလားမင်းပက်ထရိုနယ်တိုအသုံးမကြတော့မင်းနူနိုမန်ဒက်စ်ပါတောင်မန်တိတက်ပြီးတော့မင်းအဲ့လိုတွေလောက်ကုန်သွားပြီနယ်တိုကိုလို့ကိုတောင်မကြည့်တော့လေကြည်ရင်သူများနယ်တိုနဲ့ဗျာသိလားနေမင်းဒီအကောင်လေးဘလူးကွာလဲကြည်ရင်ရာမဲရှိယာကိုဖျက်ပြီးသွားတာနော်ကြည်ရင်အဲ့လိုနယ်တိုဆိုအဲ့လိုမဟုတ်ဘူးလို့နော်နယ်တိုဆိုအဲ့လိုမဟုတ်ဘူး
နေတိုဆိုအဲ့လိုမဟုတ်ဘူးဆရာသမားကြီးနော်အော်လွတ်သွားပြန်ပြီဟေးပေါ်တူဂီကတော့ကုန်းမှာပဲတကယ်ကောင်းနေဘက်ထရီအော်ဘက်ထရီကောင်းတာကွာအော်နူနိုမန်ဒက်စ်ကောင်းလို့ဟေးနူနိုမန်ဒက်စ်ကောင်းလို့ဟေးအဲ့လိုဘက်ထရီကောင်းတာကွာကစားရမြင်မန်ဒက်စ်ကလည်းကောင်းတာဟေးအော်ချက်ချင်းပဲဘက်ထရီရမဲပဲရလာသေးတယ်ခင်ဗျာရမဲပဲဖြတ်တင်ပေါ်ရမဲလာမီဖြတ်တင်ပေါ်ပေးထားသေးတယ်ဝဲကိုကြလာတာဟေးဂူသမားအော်ဗျာဂူသမားဓာတ်ကိုချော့ပုတ်သေးတာငါလုံးမတကယ်ဂူသမားပါကွာဘာလို့စီပါပဲစပိန်မဲအော်ရှင်းထားသေးတယ်ဟေးလူမကျွံမှုလားလူကျွံနေတဲ့လူကျွံတော့ချက်ချင်းမမဟုတ်လို့တင်းနေကြရတယ်မလီငါတို့နောက်တန်းကောင်းလို့ဟေးအောင်ကြီးလူအဲ့ဒါကြီးကျွန်းနေတာကိုမင်းရလဲမင်းနော်လူကျွန်းနေတာကိုမင်းဂိုးသမားတို့အသားလေးမြောက်ချတာအိုယာစပယ်တို့ကမင်းလဲတယ်ဆရာကြီးနော်ဘေးကကောင်းသွားတယ်ရီနာဒိုဘေးကကောင်းသွားတယ်ခရစ္စတီယာနိုတော့ဒဏ်ရသွားတဲ့အချိန်ကြီးမျိုးပါယူရို2016တုန်းကလို့ဖြစ်ပြီလားမသိဘူးဟျောင်းနေယူရို2016တုန်းကလို့ဖြစ်ပြီလားမသိဘူးငါလုံးမှဂွန်ဆာလိုရာမို့စ်ကဲဒုတိယပိုင်းမှာဝင်လာပြီးတော့လှုပ်ပြလိုက်စမ်းအကောင်းဆုံးနော်အကောင်းဆုံးလှုပ်ပြလိုက်စမ်းလူသားဝင်လာတာမင်းပရိုဖိုင်လီယာကိုပဲဒီမှာပေးထားရင်ခင်ဗျာတိတ်ချိတ်စက်လုံးတွေလျာအိုဟေးပြည်တံဘောအဝါကက်ပါစပိန်လီနိုမန်အန်တီရများတဲ့နေရာပါတာလီမပေးလိုက်တော့မယ်ခေါင်းတိုင်းမဲ့ကောင်နေရှိတယ်ခါနေတဲ့မပေးလိုက်ပြန်ပြီအိုးပုတ်ထားသေးတယ်ချိုးပြန်ပြီပိတ်ပြီစီမီရိုနယ်ဆန်စီမီရိုမြတ်တခါပြေးထားသေးတယ်ခင်ဗျာနူနိုမန်ဒက်စ်ပဲပြေးလိုက်ပြန်ပြီမန်ဒက်စ်ပဲဆွဲလာပြီမန်ဒက်စ်ကန်မဟာဟဲလူကြီးပင်နယ်ဒီမပေးဘူးတဲ့ပြဿနာဖြစ်ကုန်ညာပြီဟဲ့ဦးကောင်ပြဿနာရှာလာအဲ့ကောင်ဘူးသူတော့အဲ့ကောင်ပြဿနာရှာလာအဲ့ကောင်ဘူးသူတော့အဲ့ကောင်ပြဿနာရှာလာဘူးသူတော့ဦးကောင်ခုနကဝင်လာတဲ့ကောင်ကျောင်းနာမဲ့16လား16လားအဲ့ကောင်ဦးကောင်ပင်နယ်ဒီသွားတောင်းမလားဆိုပြီးတော့တွန်းချပလိုက်တာသိလားမင်းဟုတ်တယ်မင်းဘာလို့မင်းနော်မင်းနိုင်ငံသားချင်းတော့မင်းလာပြီးတော့မထီးနဲ့မင်းဟုတ်တယ်မလားရူဘင်ဒီယက်စတင်ပေါ်ပေးထားသေးတယ်ဟုတ်တယ်ပြီငါတို့ဂျူတာကွာလီးတယ်မှာပဲဟေးGonzalo Ramos here we go yes အလဲတဲ့ကန်တာအဲ့တော်တော်ကောင်းတဲ့အရာပထမဆုံးအလုံးကအလဲတဲ့ကန်တာတော်တော်ကောင်းတဲ့အရာအဲ့ဒါဘာလို့လဲဆိုတော့နောက်လုံးနေကြရင်ဂိုးသမားအဲ့ဒါဘယ်ဘက်ကိုအုပ်ရမလဲဒါသူစဉ်းစားခက်သွားပြီဒီဘာလို့လဲဆိုပထမဆုံးလုံးက down ကန်နေဆိုလို့ရှိရင်နောက်လုံးကဒါမင်းနည်းနည်းဟိုဖြစ်သွားပြီဝင်သွားတယ်1ကန်ချက်ကောင်းနေကြောက်ဘီတင်ညာဘီတင်ညာမင်းရှေ့မှာကန်တဲ့လူတွေတော့မလုံနဲ့တော့ဘီတင်ညာရေးရှေ့မှာကန်တဲ့အတိုင်းနေတော့မကန်နဲ့တော့မင်းကန်တဲ့နီးရမင်းပြင်မရမှာနော်ဘီတင်ညာရေးရှေ့မှာကန်တဲ့လူတွေတော့မလုံပါနဲ့ကွာဘီတင်ညာရေးမင်းပင်နေဒီကန်တဲ့ပုံစံပြင်မရမှာကုတ်ချောင်းတော့မလုံပါနဲ့ကွာဘီတင်ညာရေးကုတ်လီတော့မလုံနဲ့တော့ကိုကောင်ရေးဘီတင်ညာလုတ်ပြန်ပြီကွာတော်သေးတာပေါ့ဟေးအမေလေဝါကိုလှည့်ပြလိုက်သေးတာနော်မင်းထုံမင်းဘာပြောမလဲငါ့ကိုကုတ်ချောင်းမလုပ်နဲ့ဒီဘာလာပြောနေတာတဲ့မင်းနဲ့ငါတို့ကန်ချက်ကကောင်းနေဆရာကြီးဂူးသမားကို reach မလုပ်နိုင်ဘူးမယ်ရီနိုကန်တဲ့ဘက်ကန်မှာလို့မင်းကပြောနေတယ်ငါပြောကနားထောင်သမှာအမောဘရူနိုမင်းခါတိုင်းကန်အဲ့လောက်မကြောက်ဘူးနော် yes Bruno never in doubt
Fernandez ကိုတော့မင်းတန်တရားမဝင်လေနဲ့ Fernandez ကိုတော့တန်တရားမဝင်လေနဲ့ပြောဦးလားအော်ဝင်နေတယ်ကွာငါလုံးမှာပဲMendes လောက်ပါမင်းတပွဲလုံးကောင်းထားတာ Nuno Mendes လောက်ပါမင်းတပွဲလုံးကောင်းထားတာခုနကဒေါင်လေးကိုကန်တယ်ခုနကမင်းသွင်းတဲ့ဒေါင်လေးကိုကန်တယ်Nuno Mendes Yes ကောင်းလိုက်တာကွာဒေါင်လေးကိုကျင်းကလေးနေတာပဲအဲ့လိုကန်ချက်ကဟိုက်ကောင်ကောင်းကိုကောင်းတာMurata ပုတ်ပလိုက်စမ်း Costa ပုတ်ပလိုက်စမ်း Yes Come on Costa Come on Costa Let's go Captain လက်ပတ်ကြီးပတ်ပြီးတော့နော်ဟိုဘက်က Captain နဲ့တော့မတူဘူးမင်းရလေ Come on အဲ့ဒါဘယ်သူတော့ခုကန်မှာRuben Neves မင်း free kick တွေတောင်ဝင်အောင်ကမ်းလာတာနော် Ruben Neves come on မင်း free kick တွေတောင်ဝင်အောင်ကမ်းလာတာ Yeah let's go Fernandez ငါတော်တော်လေးဂုဏ်ယူတယ် Bruno Fernandez Cristiano တော်တော်လေးဂုဏ်ယူတယ်ငါလုံးမနော် Bruno Fernandez မင်းငါတို့ကလပ်အသင်းနဲ့တောက်လျှောက်100ဒီလုံးကိုကကောင်းရည်တန်းနဲ့အများကြီးကလပ်အသင်းလိုက်ရုန်းကန်နေရတဲ့အချိန် Europa League Final လေးမင်းတိုင်းပက်ပြီးတော့နိုင်ငံနဲ့အောင်မြင်မှုရတာ Fernandez မင်းတကယ်ဂုဏ်ယူတယ် Fernandez Cristiano Ronaldo ပေါ်တူဂီအသင်းသားတွေအကုန်လုံး Cristiano အသင်းသားတွေတောင်းဝန်ကြည့်တယ်အသင်းသားတွေတောင်းဝန်ကြည့်တယ်တင်းသားတွေတောင်းကြည့်တယ် Fernandez ဂုံယူတယ် Fernandez ရေ come on Cristiano ဂုံယူတယ်ဟေးငါလမ်းမတင်းသားတွေဂုံယူတယ်အော်တင်းသားတွေတောင်းဝင်ကြည့်တယ်တင်းသားတွေတောင်းဝင်ကြည့်တယ်နော်အတင်းသားတွေတောင်းဝင်ကြည့်တယ်တင်းသားတွေတောင်းဝင်ကြည့်တယ် Brunoမန်လိုက်ကြတယ်ခင်ဗျာဆူနော်ဆူနော်ဆူတင်းသားတွေတောင်းကြည့်တယ်နော်အသက်40အသက်39နှစ်အသက်40လူကြီးကကွင်းထဲမှာမိနစ်60နီးပါးထိနော်တကိုးပါသွင်းပေးခဲ့ပြီးတော့မင်းတို့တောင်းကြည့်အောင်ကစားရတာကျန်တာဒီကောင်တွေရဲ့တောင်းမယ်ဒီကောင်တွေတောင်းကြည့်တယ် Costa ဂိုသမား Costa နော်ဂိုသမား Costa တပွဲလုံးကောင်းခဲ့တဲ့ဘယ်နောက်ကန်ကစားမှာကျွန်တော် Nuno Mendes နော်တော်တယ်ကဲဆက်သမားတွေကျေးဇူးများကြီးတင်ပါတယ်เนาะလောလောဆယ်ကြည့်ကြံကြိုတွေ3000ကျော်ရှိပါတယ်တယောက်ချင်းတန်ကိုကျေးဇူးပါခဏနေကျွန်တော်ပွဲပြီးသုံးသက်ချက်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများတင်ပါတယ်